မင်္ဂလာပါကျွန်တော် free reading ထားတော့ YouTube channel ကနေပြီးကြိုဆိုလိုက်ပါတယ်ခုဗီဒီယိုမှာကကျွန်တော်တို့ရဲ့ဒီအဆောင်ရှောက်တွေနဲ့ပေါ့နော်ကိုယ်အဆောင်ရှောက်တွေကိုယ်ဆောင်netတွေတခြားအဆောင်ရှောက် net တွေနဲ့ပတ်သက်ပြီးတော့ reading ဖတ်ပေးသွားမှာဖြစ်ပါတယ်ပေးတဲ့ခေါင်းစဉ်ကတော့ကိုယ်အဆောင်ရှောက်နေတဲ့ကိုယ်ဆောင် net တွေကဘယ်လိုအဆောင်ရှောက်နေလဲဆိုတာကို reading ဖတ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ကလေးတွေကိုကျွန်တော်အားဖိုင်ဝမ်းပါအားဖိုင်တူပါဖိုင်တူပါအားဖိုင်3ပါဒီတော့ကြရမှာမိတ်ဆွေတို့ခြိုက်တဲ့ဖိုင်ကိုရွေးထားလို့ရပါတယ်နေရာလားမသိပါဖိုင်1ဖိုင်2ဖိုင်3အားတော့ဖိုင်1ပါအားတော့ဖိုင်2ပါအားတော့ဖိုင်3ပါဖိုင်1ဖိုင်2ဖိုင်3ဆိုပြီး3ခုအဆင့်တရားကိုရွေးထားလို့ရပါတယ်အဲ့ဒီမှာကျွန်တော်တို့က reading ဖတ်ပေးသွားမှာပါခုကတော့ဒါဖိုင်1ကိုရွေးချယ်ထားတဲ့သူတွေပေါ့နော်ဖိုင်1ကိုရွေးချယ်ထားတဲ့သူတွေအနေနဲ့ကဒီဘလို့ကိုယ်ဆောင်ရှောက်တွေကကိုယ်ဘလို့ဆောင်ရှောက်နေလဲကိုယ်ဆောင်တဲ့ကောင်ပေါ့နော်ဘာတွေဆောင်ရှောက်နေလဲဘာတွေလုပ်စီခြင်းလဲပေါ့နော်ဒါကိုကျွန်တော်တို့ကြည့်အောင်စပွဲဟာရမ်းချင်းတော့ဒီကတ်ချိုးတာပဲမပြတော့ဘူးမပြတော့ဘဲနဲ့ဒီတိုင်းပဲကျွန်တော်ချိုးလိုက်ပါတော့မယ်ကိုယ့်ရဲ့ဆောင်းရှောက်တွေကကိုယ်ဘယ်လိုဆောင်းရှောက်နေလဲဆိုတော့ကိုယ်ဆောင်းတဲ့တွေပေါ့နော်ဒီကိုယ့်ရဲ့ကိုယ်ဆောင်းတဲ့ကပေါ့နော်အေးဆော့ကပ်သဘောတရားရဆိုရင်ကိုယ်ငြင်းချမ်းခြင်းတယ်ငြင်းချမ်းအောင်လို့သူဆောင်းရှောက်ပေးတယ်မေတ္တာဓာတ်တွေများအောင်လို့ဆောင်းရှောက်ပေးတဲ့ပုံစံကိုတွေ့ရတယ်နောက်တစ်ချက်ကငွေကြေးတွေစင်ပြေလာအောင်ကိုယ်မှာငွေကြေးခက်ခဲရှိတဲ့အခါပဲဖြစ်ဖြစ်ပူလောင်စရာစိတ်ထိခိုက်စရာတွေပဲဖြစ်ဖြစ်ကိုယ်နဲ့သက်ဆိုင်တဲ့ကိုယ်ဆောင်းတဲ့တွေပေါ့နော်ကိုယ့်ရဲ့ဆောင်းရှောက်တဲ့တွေကိုမေတ္တာပို့လိုက်တာတို့ဒါမှမဟုတ်တိုင်တယ်လိုက်တာတို့ဒီလိုဆိုလို့ရှိရင်ကိုယ့်ရဲ့ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေပူပန်စရာတွေစိတ်ရှုပ်စရာတွေသူကကူညီပေးနိုင်တဲ့အစွမ်းစားရှိရပေါ့ခုလက်ရှိမှာလေအဲ့လိုမျိုးကူညီပေးနေတဲ့ပုံစံကိုပတ်တွေ့ရတယ်ဖိုင်ဝမ်ကိုရွေးချယ်ထားတဲ့သူတွေတော့ပေါ့နော်နောက်တစ်ချက်ကသူ့အနေနဲ့ကဒီမှာဒီကဲ့သဘောတရားရဆိုလို့ရှိရင်ကိုလာမဲ့အနေရည်ပေါ့လာတိုက်ခိုက်မဲ့အနေရည်ဘေးရန်အနေရည်အနောက်ရှက်တွေစားတဲ့ဖြစ်ပေါ့နော်ဒီလိုမျိုးအနောက်ရှက်အတိုက်ခတ်တွေကိုသူတက်ဆွမ်းနိုင်တဲ့ဘက်ကပေါ့နော်စစ်သူကြီးတအူးလိုမျိုးကာကွယ်ပြီးတယ်စောင့်ရှောက်ပြီးတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရပါတယ်နောက်တစ်ချက်ကသူ့အနေနဲ့သူစွမ်းဆောင်ပေးနိုင်တဲ့အပိုင်းอ่ะပေါ့နော်ကုညီစောင့်ရှောက်ပေးနေတာပေါ့နော်ရင်တော့လည်းရှိခဲ့ဘူးပါလိမ့်မယ်ကိုမခက်ခဲရှိတဲ့အခါမှာကိုလာပြီးနောက်ရှက်တဲ့သဘောလွန်ပြောတယ်အတိုက်ခတ်တွေလုပ်တယ်စရှိတဲ့ဖြစ်ပေါ့နော်ရန်အနေရမျိုးမျိုးကိုနောက်ရှက်တယ်စရှိတဲ့ဖြစ်အနောက်ရှက်တွေများလာတဲ့အခါမှာလေသူကသူ့ရဲ့အစွမ်းစားနဲ့အဲ့ဒီအနောက်ရှက်တွေကိုပြင်းပြင်းထန်ထန်အနောက်ရှက်တဲ့အနောက်ရှက်တိုက်ခတ်တဲ့အနောက်ရှက်မှန်သမျှကိုဖြည့်ရှင်းပေးနိုင်တဲ့စွမ်းအားရှိတယ်ဖြည့်ရှင်းပေးခဲ့ဘူးတယ်ပေါ့နော်ဒီလိုပုံစံမျိုးကိုတွေ့ရတယ်နောက်တစ်ချက်ကအေးစော့ကသဘောတရားရဆိုလို့ရှိရင်သူကကိုယ်ငြင်းချမ်းစေခြင်းနဲ့အေးချမ်းစေခြင်းနဲ့နော်သူ့အနေနဲ့ကကိုယ်ဒီမှာမေတ္တာဓာတ်တွေဖြာပြီးတော့စိတ်ထဲကရင်ထဲနှလုံးသားတွေကအေးချမ်းငြင်းချမ်းစေခြင်းတို့လိုမေတ္တာဓာတ်တွေလည်းများစေခြင်းတဲ့ပုံစံမျိုးကိုတွေ့ရတယ်မေတ္တာပို့စေခြင်းတာပေါ့နော်သူနဲ့ပတ်သက်ပြီးသူကတော့ငွေကြေးခက်ခဲရှိလိုက်တာနဲ့သူ့ကိုတိုင်တယ်လိုက်တာနဲ့မေတ္တာပို့လိုက်တာနဲ့သူကကုညီစောင့်ရှောက်ပေးမယ်အဲဒီလိုပုံစံမျိုးကိုသွားပြီးတော့တွေ့ရတယ်ဒါဖိုင်ဝမ်ကိုရွေးချယ်ထားတဲ့သူတွေတော့ပေါ့နော်အဲ့တော့ဖိုင်ဝမ်ကိုရွေးချယ်ထားတဲ့သူတွေအနေနဲ့ကကိုယ်မှာခက်ခဲတွေရှိတဲ့အခါပေါ့နော်ဒါမှမဟုတ်အနောက်ရှက်တွေရှိလာတဲ့အခါတိုက်ခတ်တွေရှိလာတဲ့အခါငွေကြေးနဲ့ပတ်သက်ပြီးတော့ပူပင်စရာတွေရှိလာတဲ့အခါမျိုးဆိုလို့ရှိရင်ကိုယ့်ရဲ့ကိုယ်ဆောင်နဲ့ပေါ့နော်ကိုယ်နဲ့နီးဆုံးမှာရှိတဲ့ကိုယ်ဆောင်နဲ့ကိုမေတ္တာပို့တာမျိုးအမြတ်တမ်းပေးဝေတာမျိုးနောက်ဒီပုံထဲမှာတွေ့ရတဲ့အတိုင်းဆိုလို့ရှိရင်တော့ဒါရေပေါ့နော်ရေတွေကိုတွေ့ရဖြစ်တဲ့ကြောင့်ကိုယ်အနေနဲ့ရေကန်မှာငါးစားကျွေးတာမျိုးဒီချာပန်းတွေပေါင်းနေတဲ့ရေကန်မှာရေလောင်းပြီးတော့အမြတ်တမ်းပေးဝေတာမျိုးကိုနဲ့သက်ဆိုင်တဲ့ကိုဆောင်တဲ့ကိုအဲ့လိုမျိုးငွေကြေးခက်ခဲတွေတိုင်တယ်မယ်နောက်အိပ်ဖျားမှာပဲဖြစ်ကိုယ်ရဘာသာလိုက်
တောက်တော်ရည်တွေကတ်လူမယ်ဒီမျိုးစုတောင်းမယ်ဆိုလို့ရှိရင်ကိုယ်ဆောင်းရှောက်နေတဲ့နက်ကအခက်ခဲတွေပြေးလဲသွားလိမ့်မယ်ပေါ့နော်အကူကြီးဆောင်းရှောက်ပေးလိမ့်မယ်ပေါ့နော်နောက်တစ်ချက်ကဒီမှာကျွန်တော် energy ရတာကဒီ nice of soft cap ပေါ့နော်ကျွန်တော်အတွေ့အကြုံရဆိုလို့ရှိရင် nice of soft ကကြတဲ့အခါမှာအများသောအားဖြင့်ဒီ nice of soft သဘောတရားရှိတဲ့လူတွေကသူတို့ရဲ့ရိုးရာ net တွေကဒီ min fusion net တို့လိုမျိုးဒီတရိတ်ဆန်နဲ့ပတ်သက်တဲ့ net ပေါ့နော်ဒီကတော့ min fusion net ပေါ့နော် min fusion net နဲ့ပတ်သက်ပြီးတော့ကိုယ်ခွေတာမျိုးလေးတွေတွေ့ရတယ်ဒါမှမဟုတ်ကျွန်တော်ထင်ပါတယ်ဒီဖိုင်ဝမ်ရွေးချယ်ထားတဲ့သူအများစုကပေါ့နော်ဒီ min fusion net တွေပါကိုယ်ခွေတာမျိုးတို့ပါလို့ဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ကိုယ်ခွေဆိုလို့ရှိရင်လည်းအဲ့ဒီကိုယ်ခွေတဲ့ကိုဆောင်တဲ့ပေါ့နော်ကိုဆောင်လျှောက်တဲ့ net ပေါ့နော်သူကရိုးရာဆောင် net ဆိုတော့အဲ့ဒီ net ကိုမေတ္တာပို့တာမျိုးအမြတ်တမ်းပေးတာမျိုးလုပ်မှဆိုရင်တော့ငွေကြီးအခက်ခဲတွေတိတသာဆင်ပြေသွားမယ်ကိုယ်ကိုငြင်းချမ်းစရာစိတ်ချမ်းသာစရာတွေဖြစ်လာအောင်လုပ်ပေးမဲ့သူတွေနဲ့ပဲဆုံတွေ့ရမယ်အဲ့လိုပုံစံမျိုးကိုတွေ့ရပါတယ်ကျွန်တော်ဒီနေ့မှာအချိန်သိမ်းများအတွက်ကြောင့်မလို့ဖိုင်ဝမ်ကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်ဒါကတော့ဖိုင်2ကိုရွေးချယ်ထားတဲ့သူတွေပေါ့နော်ဒီဖိုင်2ကိုရွေးချယ်ထားတဲ့သူတွေရဲ့ကိုဆောင်နှက်ကကိုယ်ဘယ်လိုစောင့်ရှောက်နေလဲဘယ်လိုစောင့်ရှောက်ပေးနိုင်လဲဘာတွေကူညီပေးနိုင်လဲပေါ့နော်ဒါကိုကျွန်တော်ကြည့်ပေးမှဖြစ်ပါတယ်ဖိုင်တစ်ခုနဲ့တစ်ခုစီကိုကျွန်တော်အချိန်သိမ်းများအတွက်ကြောင့်မလို့5မိနစ်3မိနစ်4မိနစ်အဲ့လောက်လေးပဲပေါ့ကျွန်တော်ပြောပြပါမယ်အဓိက point ကိုပဲကျွန်တော်ပြောပြသွားတော့ပါမယ်ဒီပေါ့နော်ဒီ concept 1သဘောတရားဟိုရွေးချယ်ထားတဲ့သူတွေအနေနဲ့ကကြတော့ဒီကိုဆောင်နှက်ကကိုယ်ကိုဘယ်လိုကူညီပေးနိုင်လဲဘယ်လိုကူညီနေလဲဆိုတော့ကိုခက်ခဲကြီးကြီးမမကြုံလာတဲ့အခါဒါမှမဟုတ်ကိုယ်အနေနဲ့ရှေ့မှာဆုံးရှုံးခဲ့ပြီးတော့ကိစ္စတွေပြန်လုပ်မယ်ပြန်ဆောင်ရွက်မယ်ဥပမာဆောင်ဝဲပါလေဖြေမယ်ဆိုလို့ရှိရင်လည်းကြာရှုံးသွားပြီးသားလူတွေပြန်ဖြေမယ်ဆိုလို့ရှိရင်အောင်မြင်အောင်သူကူညီပေးနိုင်တယ်ဘယ်လို့ကိုမဆိုတခါတည်းနဲ့လို့မအောင်မြင်တဲ့ကိစ္စမှန်သမျှအခက်ခဲမှန်သမျှအကျက်တဲမှန်သမျှကိုသူကူညီဆောင်ရှောက်ပေးနိုင်တယ်နောက်ပြီးကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကိုယ်အနေနဲ့ဒီယောဂဝေဒနာတွေဆွဲကတ်တာမျိုးလုံးဝမပြောက်ကင်းနိုင်တော့ဘူးလို့ဘာလို့ဆေးမရှိတဲ့ယောဂတို့ဘာလို့ဒါမှမဟုတ်ဆေးမတက်နိုင်တဲ့ယောဂတို့ဘာလို့ရှိတဲ့အခါမျိုးဆိုလို့ရှိရင်သူ့ကိုတိုင်တယ်ပြီးမေတ္တာပို့လိုက်ကိုဆောင်နဲ့ပေါ့နော်ကိုဆောင်နဲ့ကိုတိုင်တယ်ပြီးမေတ္တာပို့လိုက်လို့ရှိရင်ဒီကိုဆောင်နဲ့ကနေပြန်ပြီးစောင့်ရှောက်တဲ့ပုံစံမျိုးတိတတာရလာနေမယ်ထူးခြားလာနေမယ်နောက်တစ်ချက်ကသူကဘယ်လိုပုံကုမျိုးတွေကစောင့်ရှောက်လဲဆိုတော့သေပြီးတဲ့လူတွေကပြန်ရှင်နေတဲ့နမိတ်ပုံမျိုးတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အတိတ်ကဆွေမျိုးတွေကိုယ့်ရဲ့အတိတ်ကဘိုးဘွားတွေဟိုရှေ့ဘိုးဘေးပေါင်းအဆက်ဆက်ပေါ့နော်ရှိခဲ့တဲ့ပုံကိုယ်တွေကကိုယ့်ကိုပြန်ပြီးစောင့်ရှောက်တယ်သူတို့ကကိုယ့်ကိုဘာကြောင့်စောင့်ရှောက်နေရလဲဆိုတော့ကိုယ့်စီကနေကိုဝေတဲ့အမျှကိုလူချင်းလို့ကိုဝေတဲ့အမျှကိုရတဲ့အခါကျမှသူတို့ကဒီချမ်းမာချမ်းသာနဲ့သူတို့လည်းအဆအရအဆင်ပြေလာမဲ့ပုံစံမျိုးပေါ့ဒါကိုတော့တွေ့ရတယ်နောက်တစ်ချက်ကဒီဖိုင်2ကိုရွေးချယ်ထားတဲ့သူပေါ့နော်မြန်မာနိုင်ငံမှာနေရဆိုလို့ရှိရင်သူကဒီပကူးမေတော်တို့ဘာလို့အဲ့လိုပုံစံမျိုးနတ်တွေကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်ဖို့များတယ်ကြည်ရတဲ့နမိတ်ရဆိုလို့ရှိရင်အဲ့လိုပုဂ္ဂိုလ်မျိုးတွေကစောင့်ရှောက်နေတယ်ပေါ့နော်နောက်ချက်ကဒီဖိုင်2ကိုရွေးချယ်ထားတဲ့သူတွေကတရိတ်ဆန်နေမြင်လို့ရှိရင်ကြောက်တတ်တာမျိုးဥမာခွေးတို့ဘာလို့တော့မကြောက်တတ်တဲ့လူမျိုးများလိမ့်မယ်ဒါတော့ energy ကယူပေါ့နော်အဲ့လိုလူမျိုးတွေဆိုလို့ရှိရင်လည်းဒီကိုယ်မြင်တာနဲ့ခွေးတွေပါတရိတ်ဆန်နေရချစ်အောင်လို့လေသူတို့ကစောင့်ရှောက်ပေးနိုင်တယ်အဓိကတော့ကျန်းမာရေးပြဿနာတွေကိုအဓိကစောင့်ရှောက်ပေးနိုင်တယ်ဟိုမှာရာသီဥတုအေးကြောင်းဘာမဟုတ်တဲ့ကိစ္စတွေကြောင့်ဖြစ်တဲ့စိတ်ရှုပ်စရာအပူပင်မှန်သမျှကိုလည်းပြေပြောက်ပေးနိုင်တယ်အဲ့တော့ဖိုင်တို့ရေးချတာတွေအဓိကလုံးတင်တာကကြတော့ဒီကိုယ်ကိုစောင့်ရှောက်နေတဲ့ကိုယ်ဆောင်netတွေကိုနဲ့သက်ဆိုင်တဲ့ net တွေပေါ့နော်အဲ့ဒီ net တွေကိုအမြတ်တမ်းများဝေပေးအချိန်များဝေပေးဒါမှရေကန်တွေပါတွေ့အကြောင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီငါးမွေးကန်တို့ဘာလို့သူကငါးစာရေးကျွေးပြီးကိုယ်ဆောက်ရှောက်တဲ့ net တွေကိုအမြတ်တမ်းပေးဝေမကြွမလို့သေးတဲ့ပုံကိုယ်တွေကိုအမြတ်တမ်းပေးဝေဒါဆိုလို့ရှိရင်လည်းသူတို့ရဲ့ဒီမှာဘုံကန်နေစီးသိမ့်နေတိုးတက်လာပြီးတော့ကိုယ်ကိုလည်းပြန်ပြီးဆောက်ရှောက်တယ်အောင်မြန်ကိုလုံးသမျှကြံစီသမျှစိတ်ကူးသမျှတွေးသမျှသူများကိုမထိခိုက်တဲ့ကိစ္စမှန်သမျှဆိုလို့ရှိရင်အောင်မြင်စေနိုင်တယ်တိုးတက်စေနိုင်တယ်ကုညီပေးနိုင်တယ်အနည်းဆုံးတော့အကျိန်20လောက်တော့လုပ်တင်တာပေါ့နောက်တစ်ချက်ကကိုဆုံးရှုံးထားပြီလို့ကိစ္စတွေမငွေကြီးတို့အကျွေးတို့ဘာလို့စရှိတဲ့ကိုမရတော့ဘူးလို့ထင်ထားတဲ့ကိစ္စတွေအဲ့ဒီကိစ္စတွေကိုပြန်ရအောင်လို့သူတို့ဆောင်းဆောင်ပေးနိုင်တယ်အဲ့ကိုအနေနဲ့ဆုံးရှုံးထားတဲ့လုပ်ငန်းတွေပဲဖြစ်ဆုံးရှုံးထားတဲ့အရာတွေပဲဖြစ်ပြန်ရကျင်တယ်ဆိုလို့ရှိရင်ဖြစ်နိုင်တဲ့အရာပေါ့နော်အရာဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ကိုယ်ဆောင်တဲ့ကိုတိုင်တယ်ပြီးတော့မေတ္တာပို့အမြတ်တမ်းပေးဝေ
ဒါမျိုးလေးလုံးတင်တယ်နောက်တစ်ချက်ကဒီဖန်တီကိုရွေးချက်ထားတဲ့သူတွေကပေါ့နော်ဒီနည်းနည်းဒီစုံးတော့ပါတော့အဲ့လိုမျိုးဆက်နွယ်တဲ့ပုံစံမျိုးတော့တွေ့ရတယ်အဲ့ဒီဘက်ကိုရောက်တဲ့နတ်တွေကလည်းစောင့်ရှောက်တဲ့ပုံစံမျိုးကိုတော့တွေ့ရတယ်ပေါ့နော်ဒါမျိုးလေးတွေပေါ့တော့တွေ့ရပါတယ်အဲ့လိုပုံကိုယ်တွေနဲ့ပတ်သက်ပြီးငင်းရတချို့ရှိရလေနတ်တွေပိုင်းနဲ့မှလက်ထပ်ထားတာလို့ပါအဲ့လိုပုံစံမျိုးတွေဘာလို့မထင်ပါလဲဘာလို့ဒီ energy ရဆိုလို့ရှိရင်တော့ကျွန်တော်အဲ့လိုမျိုးခံစားမိပါတယ်ဒါဆိုရင်တော့ fine 2ကိုလည်းကျွန်တော်ချိန်သိမ်းမြရတဲ့ဒီလောက်ပါပဲဒါကတော့ fine 3ကိုရွေးချယ်ထားတဲ့သူတွေအတွက်ပါ fine 3ကိုရွေးချယ်ထားတဲ့သူတွေအတွက်ကြည့်ပေးမှဖြစ်ပါတယ်ဒီကတော့ fine 3ကိုရွေးချယ်ထားတဲ့သူတွေကိုကိုစောင်းတဲ့တွေကဘယ်လိုစောင့်ရှောက်ပေးနိုင်လဲဆိုတော့ကိုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်ကိုနဲ့ပတ်သက်ပြီးတော့ပေါ့နော်တိုင်ဝမ်နေမှာပဲဖြစ်ဖြစ်ကိုကိုအဆအဆရဆင်ဒီအောင်လို့သူတို့ကိုကြီးစောင့်ရှောက်ပေးတယ်ဥမာငွေကြီးနဲ့ပတ်သက်ပြီးဆင်ဒီအောင်အဖွဲ့အစည်းတို့ဘာလို့ကိုကလုံမယ်ဆိုလို့ရှိရင်အဲ့လုပ်ငန်းတွေအောင်မြင်အောင်လို့သူကကိုကြီးစောင့်ရှောက်ပေးတယ်အဖွဲ့အစည်းဆိုတာလည်းဒီလုံချင်တိုင်းလုပ်လို့မရဘူးလေတခြားကိစ္စတွေပါရှိသေးရဲ့လေအဲ့ဒီအဖွဲ့အစည်းကိစ္စတွေပါနဲ့ပတ်သက်ပြီးအောင်မြင်အောင်လို့ကိုကဥဆောင်နိုင်အောင်လို့ပေါ့နော်ကိုကြီးစောင့်ရှောက်ပေးတဲ့ပုံစံမျိုးတွေ့ရတယ်အောက်လက်ငယ်သားတွေကကိုစကားနဲ့ထောင်တာကိုချင်းချင်းရမဖြစ်အောင်သိမြအောင်မသိမြတဲ့သူတွေလည်းသိမြအောင်စောင်းပေးနိုင်တဲ့ပုံစံမျိုးတွေ့ရတယ်နောက်တစ်ချက်ကဒီခါကကိုယ့်ရဲ့ဒီဗာလဲမဟုတ်မခံစိတ်ဓာတ်ကိုလည်းသူကတိုးတက်အောင်သူလုပ်ပေးတယ်ပေါ့နော်မြောက်ပေးတဲ့သဘောတရားတော့တွေ့ရတယ်ခုနောက်မှသူအများနဲ့ရှိတယ်ရဲရင်လောက်ပါဘာလို့ကိုပဲလို့သူစောင့်ရှောက်နေတဲ့ပုံစံမျိုးကိုတော့တွေ့ရတယ်နောက်တစ်ချက်ကကြတော့ဒီဖိုင်2ကိုရွေးချယ်ထားတဲ့သူတွေကဖိုင်3ကိုရွေးချယ်ထားတဲ့သူတွေကဒီဘယ်လိုခေါ်မလဲတိုက်တူပါတော့အဲ့ဒီပုံစံမျိုးတွေနဲ့ဆက်နွယ်တဲ့သဘောတရားကိုတွားပြီးတော့ခံစားရတယ် energy ရတယ်ပေါ့နော်အဲ့တော့ဒီဖိုင်2ကိုရွေးချယ်ထားတဲ့သူအများစုကတိုင်းတန်းရှင်တို့ဘာလို့ကနေဆောက်ရှောက်တာမျိုးလည်းဖြစ်နိုင်တယ်နောက်တစ်ချက်ကကြသူတို့ကိုငွေကြေးနဲ့ပတ်သက်ပြီးလည်းစင်ပြအောင်ဆောက်ရှောက်တယ်ဥပ္ပံစရာကိစ္စမှန်သမျှတွေကိုလည်းပြည်လည်အောင်ဆောက်ရှောက်တယ်နောက်ဒီပျောက်ဆုံးနေတဲ့ပစ္စည်းတွေနောက်တစ်ချက်ကဒီဘယ်လိုခေါ်မလဲရွှေအိုးတို့ဘာလို့အဲ့လိုပုံစံမျိုးတွေရအောင်လဲခုညီဆောက်ရှောက်ပေးတယ်ဒီကိုစောင်းတဲ့တွေကပေါ့နော်အဲ့လိုပုံစံမျိုးတော့တွေ့ရတယ်နောက်ပြီးဒီဖိုင်3ကိုရေးချထားတဲ့သူတွေကိုကိုစောင်းတဲ့တွေကဘယ်လိုဆောက်ရှောက်ပေးသေးလဲဆိုတော့ဒီတောတို့တောင်တို့သွားတဲ့အခါမှာအရင်မှကုတီမှာကျင်းလက်ချက်စားခဲ့ဘူးတဲ့ပုံစံမျိုးစိတ်ခံစားမှုမျိုးရအောင်လည်းသူတို့ကဆောက်ရှောက်တယ်တောတောင်တွေလည်းသူတို့ကခဏခဏအိမ်မက်ထဲတွေပါရင်မှလည်းပြတတ်တယ်အိမ်မက်တွေပါရင်လည်းမတ်တတ်တယ်တောတွေတောင်တွေအဲ့တော့ဒီဖိုင်3ကိုရွေးချယ်ထားတဲ့သူတွေကဒီတောတောင်တို့ဘာလို့အဲ့လိုမျိုးတောင်တို့ဘာလို့မှသွားပြီးတော့အတိတ်ထန်တွေဝင်မယ်ပတိတွေစိတ်မယ်မေတ္တာတွေပို့မယ်ဆိုလို့ရှိရင်ပိုပြီးပေါက်မြောက်နိုင်တယ်ပုံစံမျိုးကိုတွေ့ရတယ်ဖိုင်3ကိုရွေးချယ်ထားတဲ့သူတွေကဒီကတ်ဒီပါဖိုင်3ကိုရွေးချယ်ထားတဲ့သူတွေကပေါ့နော်ဒီသစ်ပင်တွေပိုင်းနဲ့လည်းအကျိုးပြီးတတ်တယ်စောင့်ရှောက်တဲ့ပုံစံမျိုးတွေ့ရတယ်သူတို့ရဲ့စိတ်ဓာတ်ကဓာတ်လိုမျိုးပဲပြတ်သားတဲ့ပုံစံမျိုးလည်းတွေ့ရတယ်တခုဆိုထစ်ကနေရှိရင်ဒေါသထွက်မဲ့ပုံစံမျိုးဖြစ်အောင်လေအဲ့လိုဖြစ်ရင်တော့မှတွေ့တဲ့တိုင်အောင်မဖြစ်အောင်လို့သူကစောင့်ရှောက်ပြီးတဲ့ပုံစံမျိုးကိုတော့တွေ့ရတယ်ဖိုင်3ကိုရွေးချယ်ထားတဲ့သူတွေကပေါ့နော်အဲ့ဖိုင်3ကိုရွေးချယ်ထားတဲ့သူတွေနဲ့အကြံပေးချင်တာကဒီတောတွေတောင်တွေမှာသွားပြီးတော့ဒိဋ္ဌံဝင်တာမျိုးစိတ်ပန်းစရာမျိုးလုပ်ပြီးတော့မှကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေကိုလှုပ်ဆောင်သင့်ပါတယ်ဒါဆိုလို့ရှိရင်တော့အဆင်ပြေမယ်အောင်မြင်မယ်ပေါ့နော်ဖိုင်3ကိုလည်းဒီလောက်ပါပဲကျွန်တော်အနေနဲ့ဒီနေ့မှာတော့ဖိုင်1ဖိုင်2ဖိုင်3စရှိသဖြင့်ကျွန်တော်ပြောခဲ့ပြီးပြီဖြစ်ပါတယ်ကျွန်တော်ချိန်သိမ့်မရတဲ့အတွက်ကြောင့်မလို့ပြီးတော့ဒီနေ့စပွဲရလည်းကျင်းနေတဲ့အတွက်ကြောင့်မလို့ဒီလောက်နေပဲကျွန်တော်ဆုံးသက်လိုက်ပါမယ်ကျွန်တော် YouTube channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်းလုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်